အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့တပတ်စာပေးမှာပေါ့နော်တပတ်စာပေးမှာဆိုတော့ပထမဆုံးမူလေးတွေကျွန်တော်ရင်ပေးမယ်နော်3 break 2 ရက်အတွင်းလာမယ်နော်ဒီ3နှလုံးထောက်တန်းခြင်းကြောင့်3 break က2 ရက်အတွင်းလာမယ်ဟုတ်ပြီနော်ဂျာသာပရိထိတ်နဲ့မနက်ထိတ်တူရင်လာရမယ်အခွေသည်3-5-6ခွေတပတ်အတွင်းပေါ့နော်sorry ပါလားနော်3-5-6ခွေတပတ်အတွင်းလာမယ်ဟုတ်ပြီနော်ဒီ3ပရိထွက်ထားခြင်းတောက်ဝင်ပုံစံဒါဥမကျော်ခွေရတော့ကျွန်တော်အဖွဲ့ဝင်တွေမှာကျွန်တော်ထည့်ပေးအဖွဲ့ဝင်တွေကိုကျွန်တော်ပေးထားတာဖြစ်တယ်တောက်ကြနေမှာပြန်ကြကြရင်ထိုင်းပါပါဒီအပိတ်နဲ့ဒီအပိတ်ဒီမနက်ထိတ်နဲ့ညနေအပိတ်တူရင်4-6-8-9အခွေဟုတ်ပြီနော်အဲ့ဒါလေးလာဖို့ရှိမယ်ဒါကျန်တာတွေတော့ကျွန်တော်ပြီးရင်ဥမကျော်ပတ်တိတစ်လုံးရယ်နော်ဥမကျော်ပတ်တိတစ်လုံးပြီးရင်ကျွန်တော်တို့ပြီးရင်ကျွန်တော်ဒီမှာ6ပိတ်တစ်ချိန်2ချိန်ကြာထိုင်အဲကြောင့်4ပိုင်ပတ်တိတေချာပေါက်လာမှာနော်ဒါအခုကျွန်တော်မှရှိတဲ့မူလေးတွေကိုကျွန်တော်ကုန်ချပြပေးတာဟုတ်ပြီနော်အဲ့တော့ဒီမှာ break တူဂျာဘရင်းနေမှာမနှက်ည break တူထားတယ်အဲ့တော့ကပတ်တိတစ်လုံးအခုမကျော်ပတ်တိတစ်လုံးကျွန်တော်ယူမယ်ပြီးရင်ဒီတောက်ကြနေပြန်ကြထားခြင်းကြောင့်ထိုင်းပါဝါလာမယ်နော်အဲ့တော့ကျွန်တော်အဖွဲ့ဝင်ခေါ်ထားတာရှိတယ်ဗိုလ်တဟူးမကျော်3 ရက်အတွင်းမှာမွေး3ခွက်နော်မွေး3ခွက်အဲ့ဒီတခုရှိမယ်ပြီးရင်ကျွန်တော်ဟူးမကျော်အခွေပါမယ်အဲ့ဒါလေးမှာအဖွဲ့ဝင်ကြီး1000မှာနော်အဖွဲ့ဝင်ကြီး1000မှာတကယ်လို့ဆန္ဒရှိလို့အဖွဲ့ဝင်ခြင်းတဲ့သူတွေက399428994441ကိုဝေပေးရောကေပေးရောပိုက်ပေါက်ဒီဖုန်းနံပါတ်တစ်လုံးပဲသုံးပါတယ်နော်မအဖွဲ့ဝင်ခြင်းတဲ့သူတွေကမနက်ဖြန်9 နာရီလောက်ထိရသေးတယ်9 နာရီခွဲ10 နာရီထိရတယ်ပြဿနာမရှိဘူးလောလောဆယ်ဖွဲ့ဝင်ထားတဲ့သူတွေကျွန်တော်ဒီည9 နာရီကျရင်ကတ်ပို့ပေးမယ်တကယ်လို့ line မကောင်းလို့ကတ်မရောက်ခဲ့ရင်ကျွန်တော်စာပြန်ပို့ပေးပါကျွန်တော်စာနဲ့ရိုက်ပြီးပို့ပေးမယ်နော်ဟုတ်ပြီနော်အဲ့တော့အခုဒီတစ်ပတ်ကျွန်တော်ပေးမယ်တစ်ပတ်စာကဒါကတော့အခုဒါလေးကို screenshot ရရင်ရိုက်ထားလိုက်လာမယ့်ပတ်အတွက်မူလေးတွေပေါ့နော်3 break က2 ရက်တွင်လာမယ်တစ်ပတ်စာ3-4-5-6ခွေပြီးရင်တစ်ပတ်အတွက်မှာထိုင်းပါဝါလာမယ်ပြီးရင်ဒီမနက်ထိန်နဲ့ညနေပိတ်တူ4-6-8-9ခွေလာမယ်9ပိတ်2ချိန်ကြာတာကြောင့်4ပိုင်ပတ်သီးလာမယ်ဟုတ်ပြီနော်ဟူးမကျော်ခွေရဟူးမကျော်ပတ်သီးတစ်လုံးနဲ့မွေး3ခွက်ရကျွန်တော်အဖွဲ့ဝင်ခေါ်ထားတယ်ပြီးဟူးမကျော်အခွေပါလက်ဆောင်ထည့်ပေးထားမယ်ပေါ့နော်4 လုံးအခွေပါဟုတ်ပြီနော်ကဲအဲ့တော့ဒါပြီးခဲ့တဲ့အပတ်ကပေါ့နော်ဒါအခုဒီအပတ်တော့ကျွန်တော်ပြီးခဲ့တဲ့အပတ်ကကျွန်တော်ပေးတာ3 ရက်ပတ်သီးနဲ့ကဒီမှာ3 ရက်3ထွက်တယ်8နဲ့ကကျွန်တော်တို့မွေးကွက်အရွေးကွက်မပါဘူး10ပတ်သီးထွက်တယ်9ပတ်သီးက9နဲ့9ခွန်ထွက်တယ်အခွေက20-38ခွေက3 ရက်3ထွက်တယ်ဒီခွေနှစ်ခုမထွက်ခဲ့ဘူးမွေးကွက်ကအေးရခွန်9ထွက်တယ်နော်ခွန်9ထွက်တယ်ဒီမှာတော့မထွက်ခဲ့ဘူးပေါ့နော်ဒီမှာ9လေးထွက်တယ်နော်ဒီတန်းမထွက်ခဲ့ဒီမှာ3ထွက်တယ်နော်မွေးတစ်ပတ်စာမွေးကွက်ထဲအပေါ်2ခွက်ထွက်တယ်အောက်1ခွက်ထွက်တယ်ဒီ break တွေထဲမှာဆို6 break တစ်စုံထွက်တယ်2ခွန် break တစ်စုံထွက်တယ်4 break ထွက်တယ်ဟုတ်ပြီနော်အကြိုက်ဆုံးမွေး3ခွက်က4 ထွက်ခဲ့တယ်အပူးရဲ့နက်ခတ်ရဲ့ကနက်ခတ်ထွက်သွားတယ်ဟုတ်ပြီနော်အဲ့တော့ခုလာမယ့်ပတ်အတွက်ဆိုရင်ကျွန်တော်ဒီမှာထုတ်ထားတာလေးရှိတယ်နော်လာမယ့်ပတ်အတွက်ကကျွန်တော်ထုတ်ထားတာလေးရှိတယ်
ပထမဆုံးပတ်တီက3ပတ်တီနော်3နဲ့ဆိုရင်38 3ခွန်35 30ဒုတိယပတ်တီက10ပတ်တီ10နဲ့ဆို10နဲ့10 4 10 1 80တတိယမြောက်ပတ်တီက5ပတ်တီ9နဲ့ဆိုရင်5 6 5 4 5 3 5 8နော်လေးလုံးမြောက်ပတ်တီကခွန်ပတ်တီခွန်နဲ့ဆိုရင်ခွန်4ခွန်6ခွန်1ခွန်5ဟုတ်ပြီနော်အဲ့တော့တစ်ပတ်စာပူးပါခွေဆိုရင်ပထမဆုံးခွေက19ခွန်5ခွေ19 5ခွန်ခွေပေါ့နော်19 5ခွန်ခွေအဲ့မှာဆို19နဲ့5ခွန်နှစ်ကွက်ကြိုက်တယ်ဒုတိယခွေက1နဲ့6ခွန်ခွေမှာခွန်6နဲ့2 6ကိုကြိုက်တယ်ဟုတ်ပြီနော်တတိယမြောက်ခွေက3 3ည4 3လုံးအခွေ3 4နဲ့4 4တို့ကျွန်တော်ရွေးပေးထားတယ်ပေါ့နော်အဲ့တော့တစ်ပတ်စာမွေးကွက်ဆိုရင် A တန်းက1နဲ့1ခွန်6နဲ့6ခွန်နော် B တန်းက3 4 4 6 5 6 5 8ဟုတ်ပြီနော်အဲ့တော့ break ကိုကျွန်တော်ဘယ်လိုတွဲပေးထားလဲဆိုတော့ break ကဒီမှာ9 3ည break တစ်စုံတွဲပေးထားတယ်1 4 6 9 4 6 3ည9နောက် break တစ်စုံက B က1 6 break 1 6 break ဆိုရင်5 6 4ခွန်1 5 3ည6 38 break တစ်စုံမှာဆို5 8 1နဲ့1ခွန်80ဟုတ်ပြီနော်အဲ့တော့တစ်ပတ်စာအကြိုက်ဆုံးမွေး3ခွက်ဆိုရင်4 3ရ4 5ရ4ခွန်ဟုတ်ပြီနော်အဲ့တော့ဒါကကျွန်တော်တစ်ပတ်စာကျွန်တော်တင်တာပါကျွန်တော်လောလောဆယ်ကျွန်တော် channel က live လွှင့်လို့မရသေးလို့ပါဟို channel 2ကလည်းကျွန်တော်23ရက်နေ့မှာကျွန်တော်ထိထားတာလေးက23ရက်နေ့မှာပြည့်မှာ23ရက်နောက်ပိုင်းမှာကျွန်တော် live ပြန်လွှင့်လို့ရမှာเนาะအဲ့တော့ channel 2ကမိတ်ဆွေတွေဒီ channel ကိုကြည့်တဲ့သူကြည့်ထားတယ်ဆိုရင်ဒီကျွန်တော်ရဲ့ဒီ channel လေးကို subscribe like subscribe လုပ်ထားပေးပါနောက်ပတ်ကြရင်နောက်ပတ်တွေကြရင်ကျွန်တော်ဒီ channel ကိုနေကင်းပိုင်းမှာလွှင့်ပြီးတော့ဟို channel 2ကိုညပိုင်းအတွက်တွေကျွန်တော် like လွှင့်ဖို့နှစ်ခုလက်ညှပြီး like လွှင့်ပေးမယ်ဘာလို့ဆိုတော့ဒီ channel တစ်ခုဖြတ်သွားတဲ့ခါကျရင်နောက် channel တစ်ခုကျွန်တော်တို့ backup ရအောင်လို့ပေါ့နော်အစင်သင့်အရန်လေးကျွန်တော်လုပ်ထားတာပါကျွန်တော်ဒီ channel လေးကိုလည်း like subscribe လေးလုပ်ထားပေးပါလို့နော်ကျွန်တော်မြစ်တာရက်ခံမှာဒါကတော့ကျွန်တော်ဒီလာမယ့်ဘက်အတွက်15ရက်နေ့ကနေပြီးတော့15ရက်နေ့19ရက်နေ့ထိတစ်ပတ်စာပါအဲ့ဒီထဲကနေမှကျွန်တော်ဟူးမကြော်လေးတို့ကျွန်တော်ရွေးထုတ်ပေးမယ်နော်ဟူးမကြော်ပတ်သီးဆိုရင်ကျွန်တော်ကြိုက်တာကဒီထုတ်ထားတဲ့၄လုံးလုံးတော့ကျွန်တော်ဟူးမကြော်လေးထွက်ပေးရမယ်ဆိုပြီးကျွန်တော်ထုတ်ထားတယ်အဲ့ထဲမှာကျွန်တော်အကြိုက်ဆုံးဆိုရင်3ရယ်ခွန်ရယ်ကြိုက်တယ်နော်3ရယ်ခွန်ရယ်3ခွန်တီဟူးမကြော်ဒီအခွေတီဟူးမကြော်ဒီအခွေနှစ်ခုနော်မွေးခွက်ကတော့ကျွန်တော်မပြောလို့38 break တီဟူးမကြော်မှာလာဖို့များတယ်ဒီကောင်လဲကြမယ်ကြရင်ကောင်းကြပေးနိုင်တယ်ကောင်းဟူးမကြော်တယ်အဲ့တော့ကျွန်တော်ဟူးမကြော်ကျွန်တော်ရွေးပေးတာ3ပတ်တီဆိုရင်3ပတ်တီနဲ့ခွန်ပတ်တီအခွေဆိုရင်195ခွန်နဲ့1နဲ့6ခွန်အခွေ break ဆိုရင်38 break တီဟူးမကြော်တော့မှကြပေးရမှာဟုတ်ပြီနော်အဲ့တော့ကျွန်တော်ခုနပြောတဲ့ဟူးမကြော်ပတ်တီပတ်တီတစ်လုံးမွေး3ခွက်ပါမယ်ဟူးမကြော်လေးလုံးခွေပါမယ်အဲ့မှာအဖွဲဝင်ကြီးက1000ပါနော်ဖွဲ့ဝင်ကြီး1000ပါဖုန်းနံပါတ်က08 992 441ပါViberကိုဆက်သွယ်ပေးပါလို့နော်ဟုတ်ပြီနော် Viber ကိုဆက်သွယ်ပေးပါအဲ့တော့ကျွန်တော်မိတ်ဆွေများကျွန်တော်ရဲ့တပတ်စာလေးကိုယူပြီးတော့ကြည့်ပြီးတော့အဆင်ပြေကြပါစေတော့ဒီထဲမှာလည်းမီနီလေးတွေထောက်ထားရသည်ကျွန်တော်ဟူးမကြော်ကျွန်တော်ခံမှန်းပြီးရွေးပေးထားတာဖြစ်ပါတယ်အာယုံမနောက်ချင်ကျွန်တော်ရဲ့အဖွဲ့ဝင်ကြီးဒီမှာ1000ပေးသွင်းပြီးတော့ပုံများကိုပြီးရတဲ့ဘက်ကလည်းကျွန်တော်အင်္ဂါမကြော်လို့ပေးဒါပေမဲ့ဒီတစ်ပတ်တော့ကျွန်တော်ကဟူးမကြော်လို့ပဲကျွန်တော်ထည့်ပေးထားရပါတော့ဒါပေမဲ့အဲ့ထဲမှာနှစ်ကွက်ကောင်းသည်အင်္ဂါမကြော်မှာထွက်ဖို့များတယ်အင်္ဂါ2ရက်တွင်ထွက်ဖို့များတယ်ကျွန်တော်နောက်ကျတော့
3ရက်ဆိုဘူးမကြော်ဆိုပြီးကျွန်တော်ထည့်ပေးထားတယ်ပေါ့နော်လုံးဝပျောက်သွားမဲ့မဟုတ်ပါဘူးနော်အဲ့ဒါကြောင့်မလို့အမှားမှန်လက်ခံနိုင်မှလည်းကျွန်တော်အဖွဲ့ကိုဝင်စေချင်ပါတယ်နော်တချို့တွေကအမှားမှန်လက်မခံနိုင်တော့အဖွဲ့မဝင်စေချင်ပါဘူးဗျနော်ကျွန်တော်တို့လည်းဒါအတိအကျပြီးတော့ဘူးမှတော့မပြောနိုင်ဘူးပေါ့နော်အဲဒါကြောင့်တူတီမှာပေရမှအတိအကျရလို့ခံမှန်းလို့လည်းမရပါဘူးအဲ့ဒီသဘောတဘာဝလေးကိုနားလဲလဲဆိုမှအဖွဲ့ဝင်စေချင်ပါတယ်ကျွန်တော်တို့စကားအပွင့်လင်းဆုံးပြောပြတာပါဗျာနော်ကဲအဲ့တော့အားလုံးကျေးဇူးပါဗျာနော်